မင်းဒီနာယူကြောင်းမြရတနာဆိုင်မှာသွားတွေ့ရောင်းပြီးတော့အဲ့ဆိုင်ကဈေးဘယ်လောက်ပေးလဲပြန်လာပြောတာကကြောင်းမြရတနာဆိုင်ကိုသွားပြီးတော့ဈေးမေးပြီးတော့အဖေရှိကိုပြန်လာတယ်လာပြီးတော့ပြောတယ်အဖေဒီနာကြီးကအရန်ဟောင်းနေပြီလို့ပြောတယ်3000ပဲရမယ်လို့ပြောတယ်အဲ့ချိန်မှာအဖေကပြောတာကောင်းပြီဒီနာကြီးကိုအပေါင်းဆိုင်မှာတက်ပြကြည့်ဘယ်လောက်ပေးလဲဆိုတာအဖေကိုပြန်လာပြောတာအပေါင်းဆိုင်ကိုထပ်သွားတယ်အပေါင်းဆိုင်မှာဈေးမေးပြီးအဖေကိုပြန်လာပြောတယ်အဖေအပေါင်းဆိုင်ကပြောတယ်ဒီနာကြီးကတော်တော်စုပ်တာတာကို9000ပဲပေးတယ်ဖေးကပြောတယ်ကောင်းပြီသားလေးဒီနာယူအောင်ဆိုရင်ပြလိုက်မှာတော့ရောင်းကြည့်ပြလိုက်ကိုထပ်သွားတယ်ထပ်သွားပြီးတော့ပြန်လာတဲ့အချိန်မှာပြောတယ်အဖေဒီနာကြီးကရှားပါရှေးအောင်အဖိုးတန်နာဒီနာယူသားကို350တောင်ပေးတယ်အဲ့ချိန်မှာဖေးကသားကိုဘာပြောလဲဆိုတော့တာအဖေမင်းကိုပေးချင်တာဒီသင်ခန်းစာပဲဘဝမှာမင်းရဲ့တန်ဖိုးမသိတဲ့နေရာအမားကြီးရောက်ပြီးမင်းကိုမင်းစိတ်ပြတ်တာမျိုးမဖြစ်စေဘူးမင်းရဲ့ဘဝမှာမင်းရဲ့တန်ဖိုးတွေအရေးချင်းတွေကိုသိပြီးတော့မင်းကိုချီးမွမ်းအားပေးတဲ့အတိုင်းဝိုင်းပေါင်းဝန်းကျင်မှာပဲနေတင်တယ်မင်းရဲ့တန်ဖိုးတွေမင်းရဲ့အရေးချင်းတွေကိုနားမလည်ပဲနေတယ်မင်းကိုကဲ့ရဲ့ပြောဆိုအမြဲတမ်းဝေဖန်နေတယ်အမြဲတမ်းအပြစ်ပြောနေတဲ့အတိုင်းဝိုင်းပေါင်းဝန်းကျင်မှာနေတင်ပြောချင်တာကလူတွေကကျွန်တော်တို့အရေးချင်းကျွန်တော်တို့အရေးသွေးကိုထုတ်မြင်နိုင်စွမ်းမရှိရနဲ့ကျွန်တော်တို့တန်ဖိုးတွေကမပြောကြသွားဘူးကျွန်တော်တို့အရေးချင်းကျွန်တော်တို့အရေးသွေးကိုမြင်နိုင်တဲ့လူပေါင်းဝန်းကျင်မှာပဲကျွန်တော်တို့ကနေတင်တယ်ကျွန်တော်တို့အရေးချင်းတွေကိုမတိပဲကျွန်တော်တို့တန်ဖိုးတွေကိုနားမလည်ပေါင်းဝန်းကျင်မှာတွက်နေလို့ရှိရင်ကျွန်တော်တို့အတွက်ပဲဒုက္ခရောက်စီမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပေါင်း100ကြာပြီးတဲ့အချိန်2125ကြာလို့ရှိရင်ကျွန်တော်အခုကြည့်နေတယ်လို့တယောက်မှရှိတော့မှာမဟုတ်ပါဘူးအဲ့အချိန်ကျွန်တော်ကျမ်းမာရေးဖြည့်ဆည်းပြီးကျွန်တော်မိသားစုတွေကျွန်တော်ဘေးကတငယ်ချင်းတွေကျွန်တော်မိတ်ဆွေတွေကျွန်တော်ဆွေမျိုးတွေရဲ့ relationship ဆက်ဆံရေးတွေကိုဖြည့်ဆည်းပြီးတော့ရှာဖွေခဲ့တယ်ကျွန်တော်အိမ်တွေကျွန်တော်ကားတွေကိုခြားသူတွေနေလိမ့်မယ်ခြားသူတွေအသုံးပြုနေလိမ့်မယ်ကျွန်တော်ဘာသာဘလောက်ပဲချမ်းသာဘလောက်ပဲနာမည်ကြီးကျွန်တော်တင်ပြီးနှစ်အနည်းငယ်ကြာတာနဲ့ကျွန်တော်တို့လူတွေမိသွားတယ်ကျွန်တော်ရဲ့မီးတွေရဲ့ကလေးတွေဆိုရင်ကျွန်တော်တို့ရဲ့နာမည်တော့မှတ်မိမှာမဟုတ်တော့ဘူးပြောချင်တာခင်ဗျားတို့အဘိုးနာမည်မှတ်မိတယ်အဲ့ဒီစကားနားလည်ပြီးတော့ရင်ဘတ်တဲ့ထိတဲ့တနေ့ကျွန်တော်တို့ခံစားရလိမ့်မယ်ကျွန်တော်ကဘာလဲမိတ်ဆွေတို့ကဘာလဲကျွန်တော်အဆင့်တန်းအောင်ဘာရှိလို့ဘာမှမရှိပါဘူးအရာအားလုံးကဒီမှာထားနေရမယ်လို့ဘာလို့စိတ်ဖြူဘူးလို့ကျွန်တော်ယူနေပါလဲဘာလို့ဒေါသတွေလောဘတွေမောဟတွေကျွန်တော်ထားနေပါလဲကျွန်တော်ကအခုရှိနေတဲ့အရာတွေအားလုံးကကရိယာတစ်ခုအနေနဲ့ကျွန်တော်ရတာဖြစ်ပါတယ်အားလုံးထားခဲ့ရမယ့်အရာတွေရေပေါအောင်မှာဆိုလို့ကျွန်တော်ရဲ့ကုသိုလ်တွေအကုသိုလ်တွေပေါ့အဲ့ဒီအတွက်ကျွန်တော်တရက်မှာပတ်စံဘလောက်ရှာပြီးတာထက်ကျွန်တော်ကုသိုလ်ကောင်းမှုဘလောက်လုပ်လိုက်လဲဆိုတော့ပြန်စဉ်းစားပြီးတော့စမ်းစစ်တင်ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပတ်စံမလို့ဆိုလို့ရှိရင်လည်းမင်းပါလို့အသေးအတန်ရှာနေတာလေပတ်စံမလို့ဘူးလေကျွန်တော်မပြောပါဘူးပတ်စံတော့ကျွန်တော်အရာအားလုံးမလုပ်ပါဘူးပေါ့နော်ကျွန်တော်တခုပြောချင်ပါတယ်ကျွန်တော်မပြောဘူးစိတ်ကူးတာပေါ့နော်ဒီနေ့ထိလည်းကျွန်တော်မပြောခဲ့ဘူးဒါပေမဲ့အခုပြောမှရမှာမို့လို့ပြောတာပါကျွန်တော်ကိုလောင်းကစားကြင်ညာတာတို့အရက်ကြင်ညာတာတို့မြင်ဘူးလားမသိဘူးဘယ်တော့မှမကြင်ညာပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့ဒါကြီးကြင်ညာမယ်ဆိုရင်ကျွန်တော်ဒီလိုသုံးဖုန်းဆိုင်တွေပဲကျွန်တော်ဖွင့်စရာမလိုပါဘူးကျွန်တော်အဲ့ဒါကြီးနဲ့ပတ်စံအများကြီးကျွန်တော်ရှာလို့ရတယ်တစ်လောက်50 100နဲ့ဒီလောင်းကစားကြင်ညာတွေပိုင်းနဲ့အများကြီးရှာလို့ရတယ်အဲ့ဒါတွေအကုန်လုံးငင်းပြီးတော့ကျွန်တော်တမာအာဇီဝကြကြနဲ့ကျွန်တော်ဆိုင်ဖွင့်ပြီးတော့ကျွန်တော်ပတ်စံရှာဖို့အတွက်ကျွန်တော်ဆုံးဖြတ်ခဲ့တာပေါ့နော်လူတွေကိုအကျိုးမရှိတဲ့အရာတွေလုပ်ပြီးတော့ပတ်စံရှာရတာကျွန်တော်တို့အသေးပဲမရှိပါဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်ဘဝမှာပတ်စံထက်အရေးကြီးတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီအရေးကြီးတဲ့အရာတွေရှိကိုတွားဖို့အတွက်လည်းပတ်စံလိုအပ်တယ်ဆိုတာကျွန်တော်နားလေတယ်အဲ့တော့ပတ်စံကိုကရိယာတစ်ခုအနေနဲ့ပဲကျွန်တော်အသုံးချတယ်tool တစ်ခုအနေနဲ့ပဲကျွန်တော်အသုံးချတယ်ပတ်စံကိုရလို့ရှာမယ်ဆိုတော့အသွေးလည်းကျွန်တော်မှမရှိကျွန်တော်မှပတ်စံရှာရဲဆိုတဲ့ရည်ရွယ်ချက်ကနှစ်ခုပဲရှိတယ်တစ်ခုကကိုယ့်ရဲ့မိသားစုကိုအကောင်းဆုံးထောက်ပံ့နိုင်အောင် financial freedom လို့ခေါ်တယ်ငွေကြေးလွတ်လပ်မှုရအောင်နောက်တစ်ချက်ကကျွန်တော်လူပေါင်းဝန်းကျင်ကိုအကျိုးပြုနိုင်အောင်အဲ့နှစ်ခုပဲရှိတယ်အကယ်လို့အဲ့နှစ်ခုနှစ်နာပြီးတော့ကျွန်တော်ပတ်စံရမယ်3000ပဲရ3000ပဲရ3000ပဲရဘယ်လောက်ပဲရကျွန်တော်စိတ်ဝင်စားပါဘူးအဲ့ပတ်စံလည်းကျွန်တော်မယူပါအဲ့လိုပြောလို့ကျွန်တော်ချမ်းသာလားဆိုတော့လည်းကျွန်တော်မချမ်းသာပါဘူးကျွန်တော်အခုမှစူးစမ်းနေတော့ပါကျေးဇူးအများကြီးတင်ပါတယ်